တစ်ချိန်ကနေရတဲ့မြို့ပေါ်ကြောက်တက်လာတဲ့ကျောင်းသားတစ်ယောက်ရှိတယ်။လူကလည်းပြောသလိုညံနေထုတ်တယ်။စာမေးပွဲဖြေတိုင်းအမစီရင်ထွက်တိုင်းငိုရရှာတယ်။သူတန်းလူကျောင်းသား60ယောက်ရှိတဲ့အထက်သူမစီက60ဖြစ်တယ်။သူရမ်းလည်းရှက်တယ်လို့အားလည်းအရင်ငယ်ခဲ့တယ်။ဒါပေမဲ့စိတ်ဓာတ်ကြပေမဲ့လက်မလျှော့ပဲပြန်ထားရတဲ့တတိသူ့မှာတစ်ခုရှိတယ်။သူစာကြိုးစားတယ်အမြဲတမ်းဘာသာတဲ့ပုံမအောင်ဘူး။အမစီရင်ထွက်တိုင်းဖျားမှာသွားပြီးငိုရတယ်ပြီးတော့စာကိုပုံမှန်တိုင်းထားကြိုးစားတယ်။သူများအဲ့ချိန်သူမအိပ်သေးပဲသူများမထားတဲ့အချိန်သူစိုးရိမ်ထားတယ်။သူတငယ်ကြီးတွေကသူ့ကိုပြောတယ်။ဟဲ့ကောင်မင်းသားဒီနေ့အောင်ရင်မင်းလျှောက်တဲ့နန်းငါတို့ငွေတင်းကအပြည့်ခေးပေးမယ်လေ။တချို့ကြတော့လေမင်းသားအောင်ရင်မင်းပုံကိုကျောင်းမှာအကြီးကြီးကပ်ပေးထားမယ်ဆိုပြီးတော့အချစ်သေးကြတယ်။သူကအဲ့ဒီလိုထင်သေးခံရနေပူကြိုးစားနေဖြစ်တယ်။သူကသူများနဲ့မတူတာရှိတယ်။အဲ့ဒါကစာကိုလုံးဝမခိုးပန်းနဲ့မရရင်အရှုံးခံနေရှိတယ်။မနေ့ပိုင်းကောင်းကြည့်ချိန်မှာအရေးကြီးတာကိုပုံမှန်နေတိုင်းကြည့်တယ်။သူစိတ်ကူအားဖြစ်စေတဲ့စာသားတွေကိုသူ့စာအုပ်အဖုံးမှာရေးထားလေးရှိတယ်။သူကရှိုးရင်ရှိုးပါစေကြိုးစားရမှာငါတောင်းလို့အမြဲခံယူထားတယ်။အဲ့လိုနဲ့လာနေငယ်မှာတော့သူအောင်မြင်တဲ့ဘာသာဒေါ်လာလေးရှိတယ်။သူဆိုအောင်ရုံလေးသာဖြစ်တယ်။သို့ပေမဲ့သူ့ရချင်းစင်းနဲ့အောင်တာဖြစ်လို့သူ့အောင်ရုံလေးဘာသာတွေကနောင်လာတွေမှာပြန်ကြလေတော့မရှိဘူး။အဲ့လိုနဲ့နေဝစာမေးပွဲမှာသူဘာသာဆုံးအောင်သွားတယ်။နောက်ပြီးစာမေးပွဲကြီးမှာလည်းသူအောင်မြင်ခဲ့တယ်။သူဆယ်တန်းကိုနေချပေါင်းအောင်ခဲ့တယ်။သူရဲ့ကြိုးစားမှုကိုသူ့ရဲ့ကိုယ်ဆောင်တာကအသိမှမပြုဘဲနေလို့မရအောင်သူကြိုးစားနိုင်ခဲ့တယ်။သူအဲ့ဒီကြိုးစားဖို့ဖြစ်တဲ့လက်မလျှော့တတ်တဲ့အချင်းစိတ်ကနဲ့အငြင်းငယ်ထဲကပုံမှန်ကြိုးစားပြီးတော့လဲကျလိုက်ပြန်ထလိုက်တတိတွေကသူ့အပြေလောကအထိယူသွားနိုင်ခဲ့တယ်။